သူကကျွန်တော်ရဲ့အမွှာညီလေးပဲဖြစ်ပါတယ်နောက်တာပါဒါတော့ကျွန်တော်ကပ်ကတ်ထဲမှာ Chrome နဲ့နှစ်ကိုယ်ကွဲပွားထားပဲဖြစ်ပါတယ်ကပ်ကတ်နဲ့ဘယ်လိုမျိုးလုပ်မလဲဆိုတော့ဒီဗီဒီယိုထဲမှာပြောပြပေးပါမယ်ကပ်ကတ်ထဲဝင်ပြီးတော့ကိုရိုက်ထားတဲ့ဗီဒီယိုကိုရွေးထည့်ပြီးတော့မလိုရတဲ့အပိုင်းလေးတွေကိုအရင်ဆုံးဖြတ်ထုတ်ပေးထားပါမယ်ဒီမှာဆိုရင်ကျွန်တော်ဗီဒီယိုကိုနှစ်ခုခွဲရပါတယ်ဘယ်လိုခွဲထားရလဲဆိုတော့ဘက်မှာဆိုလို့ရှိရင်ကျွန်တော်မျက်မှန်တက်ထားတဲ့တယောက်ကိုအရင်ရိုက်တယ်ပြီးရင်ညာဘက်မှာထားမဲ့တယောက်ကိုကြတော့မျက်မှန်ရှုပ်ပြီးတော့တစ်ခါတက်ရိုက်တယ်ပေါ့နော်အတွက်ကြောင့်ဗီဒီယိုရိုက်တဲ့အခါမှာဘက်မှာတယောက်ညာဘက်မှာတယောက်တက်စီအရင်ဆုံးခွဲရိုက်မယ်ပေါ့နော်ရိုက်တဲ့အခါမှာကင်မရာလုံးဝငြိမ်နေမှရမယ်လုံးဝလှုပ်လို့မရဘူးကင်မရာလှုပ်သွားတာနဲ့ကျွန်တော်တို့ဒီလိုမျိုးဗီဒီယို edit ကကြည့်ရတာအဆင်ပြေမှာမဟုတ်တော့ဘူးပေါ့နော်အခုလိုမျိုးစကားပြောနေတဲ့လူကိုတက်စီခွဲရိုက်ပြီးပြီဆိုလို့ရှိရင်ဒီလိုစကားပြောနေတဲ့အချိန်မှာဒီဘေးရပေါ့နော်ဘေးရလူငြိမ်နေတဲ့ဗီဒီယိုကိုလည်းတက်ရိုက်ပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်မျက်မှန်တက်ထားတဲ့လူကစကားပြောနေတဲ့အချိန်မှာမျက်မှန်မတက်ထားတဲ့လူကငြိမ်နေရမယ်ပေါ့နော်အဲ့အတွက်ကြောင့်ငြိမ်နေမဲ့ဗီဒီယိုတက်ရိုက်မယ်အဲ့လိုပဲဟိုဘက်ကမျက်မှန်ရှော့ထားတဲ့လူစကားပြောနေတဲ့အချိန်မှာလည်းဒီဘက်ကမျက်မှန်တက်ထားတဲ့လူကိုငြိမ်ငြိမ်လေးနေပြီးတော့ဗီဒီယိုတက်ရိုက်မယ်ပေါ့နော်အဲ့ဗီဒီယိုကကြတော့ကျွန်တော်တို့ဒီ main ဗီဒီယိုကလစ်မှာထားလို့မရဘူးအောက်က overlay ထဲမှာတက်ထည့်ရမယ်ပေါ့နော်โอเคအခုဆိုလို့ရှိရင်ကျွန်တော်ဒီ overlay ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာ overlay layer တစ်ခုဖြစ်နေဒီစကားမပြောဘဲနဲ့တီးတန့်မျက်မှန်တက်ထားတဲ့လူရဲ့မျက်မှန်ရှုတ်ထားတဲ့လူရဲ့ကိုကျွန်တော်တီးတန့်ကြီးဒီတက်ရိုက်ထည့်လိုက်တယ်ပေါ့နော်ရိုက်ထည့်ပြီးတော့ဒီ overlay အနေနဲ့ပြန်လုပ်မယ်ပေါ့နော်အဲ့ဒါမှနှစ်ကိုခွဲလို့ရမှာပါโอเคမြင်တာအောင်လို့ကျွန်တော်ဒီမှာဒီဘက်လေးကို layer လေးကိုကျွန်တော်ဆွဲပြီးတော့တက်စီပြပါမယ်ဒီမှာကြည့်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်မျက်မှန်ရှုတ်ထားတဲ့လူကိုတီးတန့်စကားမပြောဘဲနဲ့တက်ရိုက်တယ်ဒီဘက်မှာလည်းအတူတူပဲမျက်မှန်တက်ထားတဲ့လူကိုစကားမပြောစေဘဲနဲ့တီးတန့်တက်ရိုက်ထားတယ်ပေါ့နော်โอเคရိုက်ပြီးသားဗီဒီယိုကိုကျွန်တော်ဒီလက်လေးနဲ့ဆွဲပြီးတော့ဒီ main video ကလေးအောက်မှာကျွန်တော်ထားပေးလိုက်ပါမယ်။ Okay ဒီမှာမြင်အောင်ပြကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမျက်မှန်တက်ထားတဲ့လူစကားပြောနေတဲ့အချိန်မှာဒီဘက်ကမျက်မှန်မတက်ထားတဲ့လူကငြိမ်နေရမယ်ပေါ့နော်။အဲ့ဒါကြောင့်ဒီအောက်က layer လေးကိုယူပြီးတော့ဒီမျက်မှန်မတက်ထားတဲ့လူစကားမပြောတဲ့ဟာလေးကိုပဲတီးတန့်ကျွန်တော်ဒီမှာပေါ့နော်ကလေးလေးပေါ့နော်ဒီကလေးလေးကိုကျွန်တော်ဖြတ်ပြီးတော့ထည့်လိုက်မယ်။ထည့်ပြီးပြီဆိုလို့ရှိရင်သူတက်ထားလိုက်မယ်။ပြီးလို့ရှိရင်အောက်ကဒီမျက်မှန်တက်ထားတဲ့လူကငြိမ်နေမယ်ဒီဘက်ကမျက်မှန်မတက်ထားတဲ့လူကစကားပြောနေမှာဖြစ်တဲ့အတွက်ဒီဘက်ကမျက်မှန်တက်ထားတဲ့လူပဲကျွန်တော်ဒီတက်ငြိမ်ရာလေးကိုဖြတ်ယူမယ်ပေါ့နော်ဒါဆိုရင်တော့ဒါမျက်မှန်မတက်ထားတဲ့လူကစကားပြောနေမှာဆိုတော့မျက်မှန်တက်ထားတဲ့လူကငြိမ်နေမဲ့ဟာလေးကိုဒီအောက်ထည့်ပေးလိုက်မယ်ဒါတော့ညီလေးထားမှရမယ်ပေါ့နော်ညီထားမယ်ထားပြီးလို့ရှိရင်ဒီမှာပေါ့နော်ဗီဒီယိုကအဝင်ခွန်ကြောင့်မဖြစ်သေးဘူးအဲ့အတွက်ကြောင့်အဝင်ခွန်ကြောင့်ဖြစ်အောင်လို့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့အဲ့တော့ဒီ layer လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ transpose ဆိုတာလေးကိုလိုက်ရှာပါမယ်ဟုတ်ပါ transpose ဆိုတာလေးကိုနှိပ်ပြီးလိုက်ပြီးလို့ရှိရင်ဒီမှာ advanced ကိုနှိပ်ပြီးလိုက်ပြီးရင်ဒီမှာပေါ့နော် zone ကိုနှိပ်ပေးလိုက်ပြီးလို့ရှိရင်ဒီမှာကျွန်တော်60ကုန်ဖြစ်နေရပေါ့နော်အဲ့တော့ကြောင့်တေးနေရကျွန်တော်100ထားပေးလိုက်မယ်ပြီးလို့ရှိရင်အမှန်ကြီးလေးရှင်းပေးလိုက်မယ်ဒီဗီဒီယိုလည်းအဲ့လိုပဲလုပ်ပေးပါမယ်ဒီဗီဒီယိုကကျွန်တော်မမြင်ရသေးဘူးပေါ့နော်ဘာလို့ဆိုတော့ layer အောက်မှာဖြစ်လို့ပါအဲ့တော့ကြောင့်ဒီမျက်မှန်မှာတက်ထားတဲ့လူငိမ့်နေတဲ့ဟာကိုကျွန်တော်တို့ဒီမှာဒီ layer လေးကိုနှိပ်ပေးပေါ့နော်အဲ့ layer လေးကိုနှိပ်ပြီးလို့ရှိရင်ဒီဘက်မှာအဆုံးဆုံးဆွဲပေးလိုက်ဒီဘက်မှာကျွန်တော် mask ဆိုတာလေးရှိရပေါ့နော်အဲ့ဒီ mask ဆိုတာလေးကိုနှိပ်ပေးလိုက်ပြီးလို့ရှိရင်ဒီမှာ horizontal ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါပြီးလို့ရှိရင်အမှအကျက်ဆိုတာလေးပေါ်လာလိမ့်မယ်ထပ်နှိပ်ပေးလိုက်ပြီးရင်ဒီမှာ rotate ဆိုလဲလှည့်တဲ့ဟာလေးကိုနှိပ်ပေးမယ်ကျွန်တော်တို့အခုရှုမှာကမျက်မှန်မတက်ထားတဲ့လူငြိမ်နေရာလေးကိုလိုချင်တာဖြစ်တဲ့အတွက်ဒီမှာဒီမျက်မှန်မတက်ထားတဲ့လူပေါ်နေတဲ့ဟာလေးကိုဒီမှာနှိပ်ပြီးတော့ကျွန်တော်တို့60ဒီကပ်ပြီးအတိလေးထားပေးလိုက်ပါမယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီဝါးတဲ့ဟာလေးရှိရပေါ့နော်အားလေးကိုလုံးဝဒုံးတိမထားနဲ့ကျွန်တော်တို့ဝါးတဲ့ဟာလေးကိုဒီမှာဒီကနေပြီးတော့လဲဒီအတိုး shot လုပ်လို့ရတော့ဒီအကျက်ကိုပဲပြန်နှိပ်ပြီးတော့ဒီမှာ feather ပေါ့နော် feather ဆိုတော့အဲ့ဒီဝါးတဲ့ဟာလေးပဲပေါ့နော်ဒီနေရာမှာဗီဒီယိုနဲ့ live အောင်ကျွန်တော်ထည့်ပေးလိုက်ပါမယ်ကျွန်တော်ဒီမှာ18လောက်ထားပေးလိုက်ပါမယ်โอเคဒါဆိုလို့ရှိရင်မျက်မှန်တက်ထားတဲ့လူစကားပြောနေတဲ့အချိန်မှာမျက်မှန်မတက်ထားတဲ့လူကငြိမ်ပြီးတော့နေနေတဲ့ဟာလေးရပြီဒီနောက်မှာလည်းအတူတူပဲကျွန်တော်တို့ကဒီမှာအောက်မှာမျက်မှန်မတက်ထားတဲ့လူကစကားပြောနေရဲ့မျက်မှန်တက်ထားတဲ့လူကငြိမ်နေမယ်ပေါ့နော်အဲ့ဒါကြောင့်မျက်မှန်မတက်ထားတဲ့လူစကားပြောနေရအောင်ပေါ်ကျင်တာဖြစ်တဲ့အတွက်ဒီမှာတော့မပေါ်သေးဘူးဘာလို့လဲဆိုတော့ဒီအောက်ကဒီ layer ကကျွန်တော်တို့အောက်ထားလို့ပါအဲ့ဒါကြောင့်ဒီမျက်မှန်တက်ထားတဲ့လူ layer လေးကိုကျွန်တော်နှိပ်ပြီးတော့ဒီနားလိုပဲ mat ထဲကိုဝင်မယ်ပြီးရင်ဒီဘက်က horizontal ကိုနှိပ်ပေးမယ်အချက်ထဲကိုပြန်ဝင်မယ်ပြီးရင် rotate ကိုထပ်နှိပ်ပေးမယ်ဒီခါကျတော့ကျွန်တော်တို့မျက်မှန်တက်ထားတဲ့လူငြိမ်နေရာလေးကိုပေါ်စီနေတာဖြစ်တဲ့အတွက်ခုနက plus 90 60 degree သွားလာတယ်အခု minus 60 degree ကိုသွားလိုက်ပါမယ်နောက်လိုပဲကျွန်တော်တို့ feather လေးကို18လောက်ထားပေးလိုက်ပါမယ်။ Okay ဒါဆိုရင်တော့ဒီမှာမျက်မှန်တက်ထားတဲ့လူစကားပြောနေတဲ့အချိန်မှာဒီအောက်ကဒီ layer လေးကကျွန်တော်တို့တက်ပွက်ဖြတ်ထုတ်လိုက်တယ်အဲ့အတွက်ကြောင့်ငြိမ်နေတဲ့ဟာလေးရပြီ။ဒီဘက်မှာလည်းတူတူပဲမျက်မှန်မတက်ထားတဲ့လူစကားပြောနေတဲ့အချိန်မှာမျက်မှန်တက်ထားတဲ့လူလေးကငြိမ်နေတဲ့ဟာလေးကိုအပေါ်ကနေအုပ်ပြီးတော့ထည့်လိုက်တာပါ။အဲ့အတွက်ကြောင့်ဗီဒီယိုရိုက်တဲ့အခါမှာလုံးဝဖုန်းကငြိမ်ပြီးတော့နေရာမရွေ့ပဲနဲ့ဖြစ်နေမှာအဆင်ပြေမှာပါ။ Okay မရှင်းမှကျတော့ကျွန်တော်နောက်တစ်ခေါက်ပြန်ပြောပေးမယ်။ပထမတစ်ယောက်ချင်းစီရိုက်တာကမျက်မှန်တက်ထားတဲ့လူကကျွန်တော်တက်ရိုက်တယ်ပြီးရင်မျက်မှန်မတက်ထားတဲ့လူကိုတက်ရိုက်တယ်နှစ်ယောက်လုံးကစကားပြောနေတဲ့ဗီဒီယိုကြီးပဲပြီးရင်မျက်မှန်တက်ထားတဲ့လူစကားပြောနေတဲ့အချိန်မှာမျက်မှန်မတက်ထားတဲ့လူငြိမ်နေမှာဖြစ်တဲ့အတွက်အားလေးတက်ရိုက်ပြီးတော့ဒီဘက်ဘေးလေးကနေကျွန်တော်မတ်လေးအုပ်ပြီးတော့ထည့်လိုက်တယ်ဒီဘက်မှာလည်းတူတူပဲမျက်မှန်မတက်ထားတဲ့လူစကားပြောနေတဲ့အချိန်မှာ
မျက်မှန်တက်ထားလူကငိမ့်နေမှာဖြစ်တဲ့အတွက်အားလေးကိုတက်ပြီးရိုက်ပြီးတော့မက်လေးအောက်ထည့်လိုက်တယ်ပေါ့နော်ဒါဆိုရင်ရပြီအဓိကကင်မရာရိုက်တဲ့ချိန်မှာလုံးဝငိမ့်နေမှရမယ်ဖိုင်ပေါ်လေးနဲ့မှရမယ်မလှုပ်ရဘူးလင်းရတယ်တယောက်နဲ့ရှိရပါမယ်ခင်လို့လေမိုက်တယ်မလားလုံးကြီးလေးတိပြီဆိုတော့စမ်းပြီးတော့လုပ်ကြည့်ကြပါ